ဒါကတော့ကျွန်တော်တို့မြင်တွေ့မှုတများထဲမှာအထူးဆန်းဆုံးဒဇခံလဲလှယ်မှုတစ်ခုဖြစ်မှာပါတစ်ဖက်မှာတော့ရင်သက်ရှုမောဖွယ်ချုံမောလှပတဲ့အမျိုးသမီးတစ်ယောက်အခြားတစ်ဖက်မှာတော့ပုတ်တင်ညိုနဲ့တူတဲ့ထူးဆန်းတဲ့တတဝါကြီးတစ်ကောင်စကားနဲ့ငယ်အပြန်လန်ပြောဆိုပြီးတဲ့နောက်မှာတော့နှစ်ဖက်စလုံးကသဘောတူညီချက်ကိုချက်ချင်းဆိုသလိုလက်ခံလိုက်ကြပါတယ်သူ့ရဲ့ချစ်လှစွာသောအိမ်မွေးတိရစ္ဆာန်လေးကိုသူ့စီတဖြည်းဖြည်းပြန်ခေါ်လာတာကိုကြည့်ရင်ထိတ်ပြောင်ပြောင်နဲ့ခေါင်းဆောင်ဟာစိုးရိမ်တကြီးဖြစ်နေပါတယ်ဒါပေမဲ့တခြားတစ်ဖက်ကစန့်ကျင်ဘက်ခေါင်းဆောင်ကတော့ကျဉ်းတဲ့ပုံမပေါ်ပါဘူးသူ့မျက်နှာအမူအရာကအေးဆက်ပြီးစိတ်ပြက်နေတဲ့ပုံစံဖြစ်နေတယ်သူကပဲအရှုံးပေါ်မဲ့အလဲအလဲကိုလုံနေရတယ်လို့မျိုးပေါ့အလဲအလဲလုံနေတဲ့အဲ့ဒီအချိန်အတော်အတွင်းမှာပဲအမျိုးသမီးလေးကတော့လုံးဝကိုမျောလင်းချက်မဲ့နေရှာပါတယ်သူ့ကိုလွှဲပြောင်းပေးလိုက်တဲ့လူကကြည့်ရတာပြဿနာကြီးကြီးတက်မဲ့ပုံမျိုးဖြစ်ပြီးတကယ်လဲဟုတ်ပါတယ်သူ့ရှေ့ကိုရောက်သွားတာနဲ့တပြိုင်နက်သူကထိုအမျိုးသမီးရဲ့ပါးကိုရိုက်ချလိုက်ပါတယ်ဒါပေမဲ့ပိုပြီးထူးဆန်းတာကနောက်ဆက်တွဲဖြစ်ရပါပဲတခြားဘာမှထပ်မလုပ်တော့ပဲသူမကိုရေတိုင်ကြီးတစ်ခုထဲမှာပိတ်လောင်ထားလိုက်ပါတယ်သူရဲကောင်းရောက်ရှိလာတဲ့အချိန်မှာတော့အမျိုးသမီးဟာရေအောက်မှာအသက်ရှူဖို့အသေးတန်ကြိုးစားနေတာကိုမြင်လိုက်ရပါတယ်အသက်ရှူရခက်ပြီးရုန်းကန်နေရတာပေါ့တွန်းဆုတ်မနေပဲနဲ့သူမကိုလွတ်မြောက်ခွင့်ပေးဖို့ခေါင်းဆောင်ကိုပတ်စံအိတ်တအိတ်နဲ့ကန့်လန့်ခဲ့ပေမဲ့အဲ့ဒီအချိန်မှာသူမဟာအသက်ရှူချက်ပြီးတတိလစ်သွားခဲ့ပါပြီကံကောင်းထောက်မစွာနဲ့သူရဲကောင်းကလောင်အိမ်စီကိုရောက်တဲ့အခါမှာတော့တုံလို့စရာကောင်းတဲ့အချက်တစ်ခုကိုသိလိုက်ရပါတယ်အခုလေးတင်တေဆုံးသွားတာကသူမမဟုတ်ပဲသူမနဲ့အလွန်တူတဲ့တခြားမျိုးသမီးတစ်ယောက်ဖြစ်နေပါတယ်။သူကသူမကိုအမြန်ဆုံးထွက်ပြေးဖို့ပြောလိုက်တယ်။ဒါပေမဲ့သူကိုယ်တိုင်ထွက်ခွာတော့မဲ့အချိန်မှာပဲရုတ်တရက်ယေဒနာတစ်တာရောင်ဆောင်ထားတဲ့မိစ္ဆာကတိုက်ခိုက်လိုက်ပြီးသူ့ရဲ့နှာမောင်းနဲ့သူ့ရဲ့ကောင်းရဲ့ခြေထောက်ကိုရစ်ပတ်ဖမ်းဆီးလိုက်ပါတော့တယ်